င်္ဂလာပါအခုတက်ခါတင်တဲ့ကတော့မူတန်ဖို့မြင့်ထုတ်ကုန်တင်တဲ့မဲ့ဖြစ်ပါတယ်တင်တဲ့မှာဆိုရင်မူနဲ့ပတ်သက်ပြီးတော့ပေါ့နော်စားတောက်ကို16မျိုးကိုစားတွေ့လက်တွေ့အပြင်ကလိုပက်ကကြီးဒီဇိုင်းအစားပေါ့နော်တင် ကြားပေးမှာဖြစ်ပါတယ်တင်တဲ့ကာလကတော့2ရက်ပါဒီတင်တဲ့မှာဆိုတော့အပိုင်း2ပိုင်းခွဲပြီးတင် ကြားပေးမှာဖြစ်ပါတယ်ပထမတစ်ပိုင်းကတော့လူကိုယ်တိုင်လာရောက်တက်ရောက်ခြင်းတဲ့သူတွေအတွက်24ရက်25ရက်နေ့မှာတင်တဲ့ကိုစီစဉ်ထားပြီးတော့ဒီ online ပေါ့နော်အဝေးရသူတွေအတွက်ကတော့30ရက်နေ့ကိုစီစဉ်ထားပေးတာဖြစ်ပါတယ်ဒီတင်တဲ့မှာတင် ကြားပေးမဲ့ဒီ product တွေကတော့ပေါ့ဆိုနေပြုလုပ်ထားတဲ့ဒီလိုမျိုးငွေနှင်းမှု cracker ပေါ့နော်ဒါကတော့ကျွန်းရွက်မှုနဲ့လုပ်ထားတဲ့ကျွန်းရွက်မှု cracker ပြုလုပ်နည်းတွေရယ်နောက်တစ်ခုကဒီကောက်ရွက်မှုပေါ့နော်ကောက်ရွက်မှုစားရည်စိမ်ပြုလုပ်တဲ့နည်းတွေပြီးတော့ဒီမှာပေါ့နော်ငွေနှင်းမှုဆိုရင်လည်းငွေနှင်းမှုတနတ်ပေါ့နော်ငွေနှင်းမှုတနတ်နဲ့ဒီမှာငွေနှင်းမှုချင်းပေါ့နော်ငွေနှင်းမှုချင်းပြုလုပ်နည်းတွေရယ်ဒါကတော့ဒီငွေနှင်းမှုအမှုန့်နဲ့ပြုလုပ်ထားတဲ့ပေါ့နော်ငွေနှင်းမှုဟင်းခက်စားပေါ့နော်ဟင်းခက်စားရယ်ဒီမှာဒါကတော့တဘာဝငွေနှင်းမှုမှုန့်ပြုလုပ်နည်းတွေရယ်ဒါကတော့ဒီငွေနှင်းမှုပေါ့နော်အာဟာရဟင်းခတ်မှုပြုလုပ်နည်းရယ်ဒီမှာဆိုရင်တော့ဒါကကောက်ရုံးမှုပေါ့နော်ကောက်ရုံးမှုကိုရှာလက်ကာကြီးပြုလုပ်ထားတာဖြစ်ပါတယ်ကောက်ရုံးမှုရှာလက်ကာကြီးပြုလုပ်နည်းရယ်ဒီဟာကတော့ဒါကတော့ဒီပေါ့နော်ငွေနှင်းမှုကိုပါနော်ပန်းရောင်ပေါ့ပန်းရောင်ကိုသုံးပြီးတော့ရှာလက်ကာကြီးပြုလုပ်တဲ့နည်းတွေကိုသင်ကြားပေးမှာဖြစ်ပါတယ်ရှင်